စူပါမိဘများမင်္ဂလာပါရှင်ဒီနေ့စူပါမိဘတို့အနေနဲ့သားသမီးပညာရေးအတွက်တော်၎င်းဒါမှမဟုတ်မိသားစုတိုးတက်ရေးအတွက်တခြားနိုင်ငံမှာတွားရောက်ပြီးတော့မှအခြေချနေခိုင်းမှုစဉ်းစားနေကြလားဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်လိုက်နော်ဒီနေ့မှာတော့ကျမတို့ American နိုင်ငံမှာတွားရောက်ပြီးတော့မှအခြေချနေထိုင်ရရှိတဲ့မထူဖိုးတို့မိသားစုနဲ့တွေ့ဆုံမှာပဲဖြစ်ပါတယ်အမမင်္ဂလာပါရှင်မင်္ဂလာပါအခုလိုပေါ့နော်အမတို့ပြန်လာတဲ့အချိန်ခဏလေးအတော်တွင်းမှာပေါ့နော်ကျမတို့ interview လုပ်တာလေးကိုလက်ခံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် welcome ပါအရင်ဆုံးပေါ့နော်အမတို့မေးချင်တာဒီလိုကျမတို့နိုင်ငံနဲ့အရန်ဝေးกว่าတယ်ပေါ့နော်အဆဆအရာရာလဲမတူညီတာတွေများတယ်ပေါ့နော်ဒီလို American နိုင်ငံမှာတွားရောက်ပြီးတော့မှမိသားစုတစုလုံးအခြေချနေထိုင်တဲ့အခါမှာပေါ့နော်တွေ့ကြုံရတဲ့အခက်အခဲလေးတွေများရှိမလားဘာလေးတွေပေါ့နော်ဘယ်လိုလေးတွေတွေ့ကြုံရလဲဆိုတာပြပြပေးပါဦးဟုတ်ကဲ့ပါကျမကတော့ဟိုစားပေါ့နော်ကျမအမျိုးသားနဲ့တွေ့ပြီးတော့ကျမလက်ထပ်ပြီးတော့ဟိုစားပြောင်းသွားတာပေါ့နော်ကျမအမျိုးသားကျတော့သူအမှနေရတော့20ကျော်29နှစ်နီးပါးရှိပြီကျမကျတော့သူနဲ့ဒီမှာလက်ထပ်ပြီးမှကျမလိုက်သွားတာဆိုတော့ထူးထူးခြားခြားအဲ့လိုမျိုးအခက်ခဲရလို့တော့ကျမရှိမှမရှိပါဘူးဆိုတော့ तू ကအကုန်လုံးအခြေချပြီးသားပြင်ဆင်ထားပြီးသားဆိုတော့လေကျမမသိတဲ့ဟာတွေဆိုရင်တော့ तू ကအကုန်လုံးဟိုလမ်းပြောပြထားပေါ့နော်လမ်းကြောင်းနေတယ်ဒါပေမဲ့တစ်ခုကတစ်ခါကြတော့ကျမတို့အနေနဲ့အခုမှရောက်သွားကြတစ်ခါကျတော့အသစ်စမ်းချင်တယ်ပေါ့နော်ဒီဟာများလောက်လိုက်ရင်ဘာများဖြစ်မလဲဆိုတာသိချင်တယ်ဒါပေမဲ့ तू ကနေအဲ့လိုမျိုးအတွေးလေးရှိနေဒါလုပ်မယ်ဆိုရင် तू ကနေမဟုတ်ဒါလုပ်ရင်ဒါဖြစ်နိုင်တယ်ဆိုရဲ consequence ဆိုတာ तू တစ်ခါလေးချပြထားတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတစ်ခါကြတော့လေအဲ့လိုမျိုးကကောင်းတယ်တစ်ခါကြတော့လေကိုယ့်ဟာကို sometime risk ယူလိုက်ချင်တယ်တစ်ခါကြရောနော်အဲ့လိုမျိုးလင်မယားနှစ်ယောက်ကတော့ညှိပြီးတော့လောက်ကြတာတော့ရှိရပါတော့ဘာလို့ဆိုတော့အတူတူသွားရလဲမဟုတ်ဘူးအတူတူဟိုစားပေါ့နော် experience အတူတူနဲ့ရောက်တာမဟုတ်သွားကြတော့ experience အနိုင်ငံမှာတော်တော်ရှိပြီးသားအလုပ်တွေလည်းအများကြီးလုပ်ပြီးသားလူတယောက်ဆိုတော့လေအဲ့လိုမျိုးလေးတော့ညှိယူရတာပေါ့နော်ဟုတ်ပြီးတော့လေနောက်ဒီသားသမီးပေါ့နော်သားသမီးတွေအခုမရိုးစီမှာကလေးလေး၄ယောက်ရှိရယ်ပြီးတော့မှအငယ်လေးအခုပေါ့နော်အငယ်လေးတွေလည်းရှိရယ်ဆိုတော့ကလေးတွေရဲ့ဒီသူတို့ကိုပေါ့နော်ဟိုထိန်ကြောင်းတဲ့အခါမှာပေါ့တွင်တင်တဲ့အခါမှာculture ရမတူကြဘူးလေဆိုတော့အဲ့ဒီမှာဇနီးမောင်နဲ့နှစ်ဦးအနေနဲ့ဘယ်လိုညှိပြီးတော့မှတွင်တင်လဲမဟုတ်လဲကလေးတွေကိုဘယ်လို culture နဲ့တွင်တင်လဲပေါ့နော်ဒီအခုလက်ရှိနေထိုင်တဲ့နိုင်ငံရဲ့ culture နဲ့တွင်တင်လားမဟုတ်လဲကျမတို့ရဲ့ဒီမြန်မာပေါ့နော်ကိုယ့်ရဲ့လူမျိုးတိုင်းသား culture နဲ့တွင်တင်လားကျမတော့နှစ်ခုစလုံးလုပ်တယ်ပေါ့နော်ဘယ်လိုပြောမလဲဆိုတော့ဟိုမှာကကြတော့လေသားသမီးတွေကိုတွင်တင်ဆုံးမတဲ့အခါမှာအဲ့လိုမျိုးရိုက်တာတွေပြူတာတွေမလုပ်ရဘူးအဲ့လိုမျိုးပေါ့နော်တွင်တင်တာရှိရကျမတို့ဒီဘက်မြန်မာပြည်မိပါတယ်ကြတော့လေကျမတို့ငငယ်ကလေးကအရိုက်ခံရတယ်အဆူခံရတယ်သိရမလားအဲ့လိုမျိုးရှိတော့ကဟိုပေါ့နော်နှစ်ခုကိုတော့ညှိပြီးတော့လောက်တာပေါ့နော်ဟိုမှာကျတော့ပါဆိုသူတို့များသွားပြင်သားသမီးတို့ပြောတယ်ပြော time out ပြီးရပေါ့နော်ဆိုတော့ကျမအစပဲတော့ကျမလည်းအဲ့လိုပဲဒီသားသမီးတို့ရိုက်တာဟိုပေါ့နော်ကျန်းစာထဲမှာလည်းနာရိုက်ပြီးမှအဲ့လိုမျိုးတွေကပါတော့လေဒါပေမဲ့အဲ့လိုမျိုးဂျားထဲမှာညှိပြီးတော့ကျမလောက်တာပေါ့နော်ဥပမာအသက်တစ်နှစ်ဆိုရင်တစ်မိနစ်အဲ့လိုမျိုးသူတို့ time out လေးပေးရရှိရပါတော့ဆိုတော့အစပိုင်းတော့အဲ့ဒါအလုပ်ဖြစ်လားဆိုတော့အမျိုးသားကတော့အဲ့လိုမျိုးပြောပြရပါတော့အလုပ်ဖြစ်လားဆိုတော့ဟိုစကလေးကလှုပ်သွားတဲ့လူဆိုနေအလုတ်ဖြစ်တယ်ကလေးကအဲ့ time out ရောက်မှာဘာကြောင့်ကြောက်ကြမလဲမသိကျမဆိုရင်ငငယ်ကဒုံးနဲ့အရိုက်ခင်မှာပိုကြောက်တယ်လေနော်သူတို့ကကြတော့အဲ့ time out ရောက်မှာကိုသူတို့ကကြောက်တယ်အဲ့လိုကစားနေနေနေမဟုတ်ဘူးဆိုတော့ time out ပေးလိုက်သွားအခန်းထဲမှာသွားနေမစင်းလာနဲ့10မိနစ်ကခေါ်မှပြန်စင်းလာဆိုအဲ့ဒီ time out ရောက်မှာသူတို့ကြောက်ကြတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွင်တင်တာကြတော့အဲ့လိုမျိုးလေးနဲ့ပြီးရပြောနေတို့ချာလို့ရင် time out ငါ1နှစ်3အတွင်းမှာ3ခေါက်ပြောမယ်3ခေါက်ပြောလို့မလို့ရင်းနေတို့ time out ရောက်မယ်အဲ့လိုမျိုးဟိုဘက် culture ပေါ့နော်တစ်ခါကြတော့လေအဲ့လိုမျိုးမရရင်ကြလေဒုတ်လေးနဲ့ဒါပေမဲ့ဒုတ်နဲ့စတယ်ကျမတို့ကတစ်ခါကြရင်အရှိုးရတွေထင်မှာဆိုလို့ဟိုပေါ့နော်အရန်သူတို့အရန်ထိခိုက်မဲ့တာတော့မဟုတ်ပါဘူးသူတို့နည်းနည်းစောက်တဲ့ဟာလေးတော့လောက်ထားတစ်ခါကြတည်ဘင်းလေးနဲ့သူတို့အဲ့လိုမျိုးလေးလောက်ထားရဲဆိုရင်သူတို့ကအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးတော့ရှိရပါတော့ပြီးတော့အဓိကကျတော့သူတို့နားလေအောင်ပြောပြတာပေါ့နော်နားလေဖို့ဘာကြောင့်နေ့ကို time out ပေးရတာလဲဘာကြောင့်ရိုက်ရတာလဲဒါပေမဲ့အဲ့လိုမျိုးရိုက်ပြီးသွားပြီးပြောပြပြီးသွားပြီးဆိုရင်လည်းလေသူတို့ time out ပေးပြီးသွားဆိုရင်လေပြန်ခေါ်ပြီးတော့မမိုးကချစ်လို့
မုံမချစ်ရင်ဒီလိုမလုပ်ဘူးเนาะအဲ့လိုမျိုးလေးကိုပြန်ပြရတယ်ပေါ့နော်ကိုအဲ့လိုမျိုး time out ပေးနေကိုတုံတင်နေတဲ့အချိန်ဆိုလေသူ့အဖေကိုမဝင်ခိုင်းဆိုတာလေကိုတုံတင်နေတဲ့အချိန်မှာရအဲ့လိုမျိုးမလုပ်ခိုင်းသူ့အဖေကလည်းအဲ့ဆိုရင်ငါထောင်နေလင်းနဲ့မရနဲ့တလီနဲ့စီးဖို့ပေါ့နော်ဆိုတော့သူ့အဖေတုံတင်နေတဲ့အချိန်မှာဆိုလေဝင်မပြော time out ပေးနေတဲ့အချိန်မှာလေဝင်မပြောပါဇက်လေးကိုပဲအဲ့လိုမျိုးပိတ်နေရပေါ့နော်ပြီးတော့မှသူ့အဖေကိုပဲပြန်ချော့ခိုင်းတယ်သူ့အဖေသူသိရင်သူ့အဖေကိုပဲပြန်ချော့ခိုင်းတယ်ကျမတုံတင်နေတဲ့အချိန်ဆိုရင်သူတို့နားလည်အောင်ကျမပဲပြန်ချော့တယ်အဲ့လိုမျိုးပေါ့ပြန်ရှင်းပြတယ်ဆိုတော့အဲ့လိုလုပ်တဲ့အခါမှာပေါ့နော်ကလေးတွေရဲ့တုတ်ပြန်မှုပါရောဘယ်လိုရှိလဲကလေးတယောက်နဲ့ကတော့တုတ်ပြန်မှုမတူပေါ့နော်တခါခါကျတော့လေကလေးတွေကလေတသမတ်တည်းပြောလို့မရနားထောင်လိုက်တဲ့အချိန်တော့လေရှိတယ်ဒါပေမဲ့လေကိုပြောမှလေတခါခါနားမထောင်မဲနဲ့လေဘယ်လိုပြောမလဲဟိုစားလေအဲ့လိုမျိုးလေနားမထောင်တဲ့အချိန်ကြီးရှိရပေါ့နော်တုံ့ပြန်မှုအဲ့လိုမျိုးလေဂျစ်ကန်ကန်အချိန်လေးရှိရအဲ့လိုမျိုးဆိုတော့အဲ့ဒီပုံမှာကိုပဲမျှပြီးတော့ပေါ့နော်အတိုးအလျှော့လေးပေါ့နော်လောက်ကြတယ်ပေါ့နော်ဆိုတော့ဒီလိုပဲကျမတို့လေအခုနောက်ပိုင်းဒီအပြုသဘောဆောင်စီကံပေးခြင်းပေါ့နော် positive discipline ဒီမှာဆိုလို့ရှိရင်လေဒါကရေရှည်ပေါ့ရေရှည်သွားမှာဆိုတော့တခါကျကျမတို့မိဘတွေကဟိုချက်ချင်းရလက်ကိုလိုချင်တယ်လေချက်ချင်းနှာထောင်မှချက်ချင်းပေါ့နော်ဒါပေမဲ့ဒီလိုအပြုသဘောဆောင်စီကံပေးခြင်းမှာတော့ကျမတို့ကစိတ်ရှည်ရတယ်ပြီးတော့မှခုနရေရှည်ပေါ့နော်ရေရှည်အကျိုးရလက်ကိုကျမတို့ကြည့်ရတယ်ပေါ့နော်အဲဆိုတော့မိဘတွေအနေနဲ့တော့ဒီလိုပဲစိတ်ရှိရှိနဲ့သွားရမှာပေါ့နော်ပြီးတော့ကိုကတွန်တင်တာတခုတည်းဆိုပေမဲ့တာသမီးတွေယူတဲ့ပုံစံတွေကလည်းတယောက်နဲ့တယောက်ကလေမတူကြဘူးပေါ့နော်သူတို့ရဲ့မွေးလာတဲ့တာသမီး2ယောက်ရှိဖြစ်3ယောက်ရှိဖြစ်ကိုဘိုက်ကထွက်လာပေမဲ့လည်းမတူကြတော့လေအဲ့လိုမျိုးနည်းနည်းတော့မိဘတွေအနေနဲ့တော့အဲ့လိုပဲအမအနေနဲ့ပေါ့နော်အခုကလေးတွေလည်းကြောင်းတက်နေပေါ့နော်ကြောင်းတက်နေပြီဆိုတော့သူတို့ရဲ့ဒီပညာရေးဘိုင်းမှာပေါ့နော်ပြီးတော့လူမှုပေါင်းတင်ဆက်ဆံရေးဘိုင်းတွေမှာပေါ့နော်အမအနေနဲ့သူတို့တခြားလူတွေနဲ့အဲ့လိုဟိုထိတွေ့ဆက်ဆံမှုတွေမှာကိုဘယ်လိုပံ့ပိုးပေးလဲဘယ်လိုသူတို့လမ်းသွင်းတင်ပေးလဲလမ်းပြပေးလဲဟုတ်ဟိုစားအဲ့ပညာရေးဘိုင်းမှာတော့ကျမတို့ကတော့အဲ့ပေါ့နော်ဟိုစားဘယ်လိုပြောမလဲသူတို့ကိုအဲ့အစိုးရကြောင့်ပဲပေါ့နော်အမတို့ထားတယ်ထားတယ်ပြီးတော့နောက်တစ်ခုကကျတော့သူတို့ဘယ်နေရာမှာအားနေတဲ့အပေါ်မှာကျမတို့နည်းနည်းလေးဟိုဘယ်လို extra ပေါ့နော်အဲ့လိုတင်ပြရလေးရှိတယ်ပြီးတော့ကျမကျတော့အဲ့ဒီစာတစ်ခုတည်းထပ်ပေါ့နော်ဟိုစာဆိုရင်တမီလေးဆိုအဲ့လိုမျိုးတခြား extra curriculum လေးတွေပေါ့နော်ရှာပြီးတော့လုပ်ပြီးတယ်အဲ့လိုမျိုးလုပ်ပေးရရှိတယ်ပြီးတော့အဲ့မှာကျတော့ဘယ်လိုလဲဆိုတော့လေလုပ်မယ်ဆိုလဲဈေးကြည့်ရအမရဆိုတော့ကျမအနေနဲ့ကျတော့ကျမကဘာလို့လဲဆိုတော့အိမ်မှာကိုဘာတင်နိုင်လဲဥမာကိုကစနေရပြနိုင်လဲဆိုအိမ်မှာပြပြီးတယ်ဥမာ sport တွေပါဆိုရင် okay ရေကူးကအိမ်မှာတင်လို့ရလားဟိုပေါ့နော်စက်ဘင်းလေးစစ်တင်ချင်တာဆိုအဲ့ဒါဆိုရင်ကျမအိမ်မှာပုံမှန်ကိုအိမ်မှာတင်ပြီးလို့ရနိုင်တဲ့ဟာဘာရှိလဲဆိုတော့အရင်ဆုံးစရင်ပြုစုရပေါ့နော်ပြုစုပြီးမှဘာလို့လဲဆိုတော့ဟိုကိုရဲ့ finance နဲ့လည်းကိုက်နေအောင်ပေါ့နော်သားသမီးကိုလည်းပညာရေးမှာမကြံခဲ့စေချင်ဘူး social မှာလည်းမကြံခဲ့အဲ့လိုမျိုးကိုက်ပြောပေါ့နော်အိမ်မှာကဲလို့အိမ်မှာမရတဲ့ဟာကြီးကြရင်အပြင်မှာပေါ့နော်အပြင်မှာတင်တန်းအပ်တယ်အဲ့လိုမျိုးတော့လုပ်ပြီးရပေါ့နော်ဟုတ်အဲ့လိုမျိုးလုပ်ပြီးတယ်ပြီးတော့သူတို့ကကြတော့ဒီမှာကြတော့တငယ်ချင်းတွေများမီးပတ်ဝင်းချင်းထွက်လိုက်တာနဲ့ကိုကပေါ့နော်ဟိုအိမ်နီးနားချင်းအကုန်လုံးသိနေတာလေဆိုဟိုမှာကျတော့ကျမတို့ကနည်းနည်းလေး isolate ဖြစ်တော့ဘယ်လိုမလဲမိသားစုနည်းနည်းတိထက်နေရပုံများတယ်ပေါ့နော်အဲ့လိုကျတော့အဲ့လူမှုရေးနဲ့ပတ်သက်ပြီးဆိုတော့တခါကျရင်ကျမတို့အဲ့လိုမျိုးအားရခြင်းဆိုတငယ်ချင်းနဲ့အဲ့လို play date လေးလုပ်ပြရရှိရပြီးတော့တငယ်ချင်းအဲ့လိုသူတို့ပေါ့နော်အဆင်ပြေလားအားလားအဲ့လိုမျိုးအပိုင်းမှာသူတို့ social dealing ဘိုင်းမှာလည်းမကြံခဲ့အောင်လုပ်ပြီးတယ်ပြီးတော့အဲ့လိုမျိုး church အထူးသဖြင့်ဖခင်เจ้าပေါ့နော်ဖခင်เจ้าနေကျမတို့ပို့ပြီးတယ်အဲ့ဖခင်เจ้าကနေသွားပြီးတော့သူတို့ရဲ့ဒီလူမှုရေးအပြောဆိုလေးတွေဆက်ဆံမှုလေးတွေသူတင်ယူလာတယ်ပေါ့နော်အဲ့လိုမျိုးဟာတွေကျမတို့စူးစမ်းပို့ပြီးတယ်ကျမဆိုရင်American ပေါ့နော် American Church မနေ့ပိုင်းသွားတယ်ညနေပိုင်းဆိုကျမ Burmese Church သွားတယ်ဆိုတော့သူတို့နှစ်ဖွဲ့နဲ့တည်လို့ရအောင်ပေါ့နော်စူးစမ်းပြီးတော့ပို့ပြီး Church ကသွားရတာဝေးပေမဲ့ပို့ပြီးရပေါ့နော်အဲ့လိုမျိုးလုပ်ပြီးရတယ်ရှင်းဟုတ်ကောင်းပါတယ်မဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့ပေါ့နော်ဒီကိုမိသားစုမှာပေါ့နော်ကိုကမိခင်တူဦးအနေနဲ့အိမ်အောင်ရှင်အမျိုးသမီးတူဦးအနေနဲ့တော့၎င်းပေါ့နော်သားသမီးတွေကိုခုနအနိကပြုစုပြောထောင်နေရတယ်ပြီးတော့မှသူတို့ရဲ့ဒီပညာရေးဘိုင်းတွေရောလူမှုရေးဘိုင်းတွေရောပေါ့နော်ကိုကဒီလိုလမ်းပြပေးနေရတယ်ဆိုတော့အဲ့ဒီမှာပေါ့နော်အမအနေနဲ့ဒီမှာတခြားမိခင်တွေပေါ့နော်အဲဆိုနိုင်ငံမှာတားရောက်နေထိုင်မဲ့တခြားမိခင်တွေအတွက်ကောဘယ်လိုများအကြံဉာဏ်လေးတွေပေးချင်လဲ
ဟိုမှာကျတော့ဘယ်လိုပြောမလဲကလေးတို့ပြုစုဆောင်ရှောက်တဲ့အခါမှာဒီမိသားစုတစ်ခုကပဲမဟုတ်ဘူးပေါ့အစိုးရပေါ့နော်အဖွဲ့အစည်းကပါဝင်နေပေါ့နော်ဆိုတော့ DCF လို့ခေါ်တဲ့ Department of Family Children and Family ဟိုပေါ့ Service ပေါ့နော်အဲ့ဒီဟာကလည်းပါဝင်နေရဲဆိုတော့ခါဟိုမှာကလေးကအိမ်မှာအဲ့လိုမျိုးအဖူလေးပေါက်တာပဲဖြစ်ဖြစ်ဟိုအဲ့လိုမျိုးဆိုတော့သူတို့ကအเจ้าကဆရာမတွေပါကို monitor လုပ်တယ်မိဘတွေကိုလေအဲ့လို monitor လုပ်တဲ့ဟာတွေရှိရပေါ့နော်ဘာလို့ဆိုမိဘတချို့မိဘကောင်းနေရှိရတချို့မိဘဆိုရရှိရမိဘတာသမီး cream site တဲ့မိဘတွေရှိရပေါ့နော်အဲ့ဒီဟာတွေသူကဟိုပေါ့နော် cover လေးဖြစ်ဖို့ဆိုပြီးတော့သူကအဲ့ဒီဟာလေး program လေးရှိရပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဟိုကိုကလေးကိုဥပမာဟိုအိမ်မှာဖြစ်ပူတယ်အဲ့လိုမျိုးဟိုအဖူလေးပေါက်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဆိုဘာကြောင့်လဲအိမ်သက်ရှင်မရှိလို့လားဘာကြောင့်လဲအဲ့လိုမျိုးတွေပေါ့နော်ဆရာကအီးမေးလ်ပို့တာတွေဘာရှိကိုကလေးကိုလည်းရိုက်လိုက်ပြီးကလေးကသွားတိုင်ပြီးဆိုရင်သူကချက်ချင်းကိုအဲ့ဟာနဲ့ action ယူတယ်ပေါ့နော်ဘာကြောင့်ဘယ်လိုဖြစ်တာလဲအဲ့လိုမျိုးဆိုတော့မိဘတွေကလည်းအဲ့ဒါတွေကိုလည်းတတိထားတင်နေပေါ့နော်မိဘတယောက်အနေနဲ့ပေါ့နော်ကိုကလေးကိုတခါခါကြရင်တချို့ဖြစ်တာမရည်ရွယ်ဘူးတာသမီးကိုကိုကလည်းဒီမြန်မာထုံးစံရလည်းကိုကတွင်တင်လိုက်တာရှိတယ်ဒါပေမဲ့တကယ်အဲ့လိုကြောင်းနဲ့ဒီလုပ်တဲ့အခါမှာမိဘတွေတချို့ပြဿနာတွေနဲ့ရင်ဆိုင်ရတာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီဘိုင်းတွေကိုလည်းတတိထားဖို့လိုရပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်စူပါမိဘတို့ရေဒီနေ့မှာတော့ကျမတို့တွေပေါ့နော်တခြားရေမြေရက်ခြားတိုင်းတစ်ပါးမှာတွားရောက်ပြီးတော့မှရွှေ့ပြောင်းနေထိုင်ကြမယ်ဆိုလို့ရှိရင်တော့မိခင်တွေအနေနဲ့ပေါ့နော်အမပြောပြသွားတဲ့ဒီလိုအချက်ကလေးတွေကိုတတိထားပြီးတော့မှကျမတို့ပြင်ဆင်မှုလိုပါတယ်တာသမီပြုစုစောင့်ရှောက်ရေးမှာလည်းပုံမှုကောင်းမွန်နေပေါ့နော်အနေထားတွေနဲ့ပြုစုစောင့်ရှောက်နိုင်ဖို့ကျမတို့အကောင်းဆုံးစူးစမ်းကြဖို့ဖြစ်ပါတယ်လို့နောက်တစ်ပတ်မှာပြန်ဆောင်ကြမယ်နော်